ဒီနေ့ခီးစဉ်လေးကတော့ချင်းမှန်ကနေပြီးတော့ Banrathai ဆိုတဲ့တရုတ်ရွာလေးကိုသွားမှာဖြစ်ပါတယ်ချင်းမှန်ကနေဆိုရင်6နာရီလောက်ကမောင်းရပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့ကလမ်းမှာတနေရာလောက်ဝင်လိုက်တဲ့အတွက်ကြောင့်9နာရီလောက်ဖြစ်သွားတယ်ပေါ့နော်နားရနဲ့ဗာနဲ့ဆိုရင်အားလုံးပေါင်း9နာရီခွဲလောက်ရှိပါတယ်ခင်ဗျာပထမဆုံးရက်တဲ့နေရာကတော့ယွန်းလိုင်ဆိုတဲ့ဒီ view point လေးဖြစ်ပါတယ်ဒီ view point လေးကဖိုင်မြို့နားမှာရှိပါတယ်ခင်ဗျာသူကတော့တရုတ်နေရာလေးဖြစ်တဲ့အတွက်ကြောင့်တရုတ်ပုံစံလေးတွေလုပ်ထားတာများပါတယ်ဒီယွန်းလိုင်ဒီ view point လေးကတော့အရန်ကိုလာပါတယ်သူကတော့တဲ့တောင်ပေါ်မှာပြီးရင်ဖိုင်မြို့လေးကအောက်မှာပေါ့နော်ကျွန်တော်တို့တေချာကြည့်လိုက်တဲ့ဆိုရင်တကယ်မြန်မာပြည်ကဒီတောင်ကြီးတို့ဘာလို့ဘက်ကနေအရန်ကိုဆင်တူပါတယ်ဒါပေမဲ့တောင်တွေကကြည့်လိုက်ရင်အထက်ထက်နဲ့ဒီမြို့ကိုးလေးနဲ့အရန်ကိုလာပါတယ် view point လေးတကူဖြစ်ပါတယ်ပြီးရင်အဲ့နေရာမှာကားတန်တွေလူတန်တွေလည်းဘာမှမကြားဘူးအရန်တိတ်ဆိတ်ငြိမ်သက်ပြီးတော့တကယ်ကိုအေးချမ်းတဲ့နေရာလေးတကူဖြစ်ပါတယ်ဖိုင်ပေါ့နော်ဖိုင်မြို့ပေါ့ယွန်းလိုင် view point လို့ခေါ်ပါတယ်ရန်ကိုတားရပဲအရန်လာပါတယ်ခင်ဗျာဒီနေရာလေးကတော့ဖိုင်မှာရှိတဲ့ယွန်းလိုင် view point ကနေပြီးတော့ကျွန်တော်တို့ဒီမှာသမင်းစားတဲ့နေရာဖြစ်ပါတယ်တော်တော်လေးစားကောင်းတဲ့ဒီဇိုင်းလေးကဈေးလည်းတော်တော်ချိုတယ် view လေးတဲ့ဒါတရုတ်သမင်းဟင်းပါခင်ဗျာဒီဟင်းတွေကတော့ကြက်မဲနဲ့ပြုလုပ်ထားတဲ့ဟင်းရည်လေးဖြစ်ပါတယ်ဒါတရုတ် style ပေါ့နော်သူတို့ဂျင်းစင်းတွေပါနေနဲ့လုပ်ထားတဲ့ဟင်းရည်လေးဖြစ်ပါတယ်ဒါလေးကတော့ဂရခါညွန့်ကြော်လေးပါဂရခါညွန့်ကြော်လေးရတယ်တကယ်ကိုလက်လက်ဆက်ဆက်လေးနဲ့ရန်စားကောင်းတယ်ပြီးရင်ဒါဝတ်တနေလန်းကြော်ပြီးရင်ငါးကိုမာလာပုံစံမျိုးအဆက်ချက်ထားတာပါပြီးရင်ကစွန်ရွက်ကြော်ပေါ့နော်ပြီးရင်သမင်းပါတယ်ပြီးဒီကြက်မဲဟင်းရောပေါ့ရတာလေးကတော်တော်လေးကိုစားကောင်းတယ်ကျွန်တော်ကတော့အရွက်ကြိုက်တဲ့အတွက်ကြောင့်ဂရခါညွန့်ကြော်ကစွန်ရွက်ကြော်မှာစားခဲ့ပါတယ်ဆိုင်မှာထိုင်စားရတဲ့အရာတာနဲ့ဒီစားနေတွေ့ရတဲ့ဒီ view လေးပေါ့နော်ကြည့်ရတဲ့ view လေးနဲ့ကိုပဲအရန်ကိုတန်နေပါပြီအခုဒီဝတ်သားတွေကတော့နေလန်းထားတာပေါ့နော်ဒါခုနကကျွန်တော်မှားတဲ့ဟင်းထဲမှာတစ်ခုပါပါလေဝတ်တနေလန်းကြော်လိုပုံစံမျိုးပေါ့သူက Yunnan style မျိုးနည်းနည်းအဆက်ဘက်ကိုနေလန်းပြီးတော့ကြော်ထားတာဖြစ်ပါတယ်အဲ့ဒီမှာနေတဲ့စားပြီးရတယ်တောင်ကြီးမှာလည်းဒီလိုမျိုးတရုတ်ရွာပုံစံမျိုးလေးရှိပါတယ်သူကလည်းလာလာပပလေးပန်းချံပုံစံမျိုးလေးလုပ်ထားတာဖြစ်ပါတယ်ဒီနေရာလေးမှာလည်းခဏဝင်ရပြီးတော့ကျွန်တော်တို့ကြည့်ခဲ့ပါတယ်သူကတော့ငါးကန်လေးနဲ့ဒီတရုတ်ရွာရဲ့ဒီရှေးဟောင်းရွာပုံစံမျိုးလေးပေါ့နော်လုပ်ထားတာပါဒီခုလမ်းမှာရက်တဲ့နေရာလေးတွေကတော့တိတ်အကြာကြီးနေစရာတော့မလိုပါဘူး10မိနစ်15မိနစ်လောက်ဆိုရင်လုံလောက်ပါပြီဒီဘန်ရထိုင်းသွားတဲ့လမ်းတစ်လျှောက်မှာလည်းကျွန်တော်တို့ထိုင်းရွာဖျားတွေဘေးနားမှာလည်းမြင်တွေ့ရပါတယ်ခင်ဗျာကျွန်တော်တို့တော်တော်လေးမောင်းလာပြီးတဲ့အချိန်မှာတော့ညနေဆောင်လောက်မှာတော့ဘန်ရထိုင်းမြို့တွေကိုဝင်လာပါတယ်အမှန်ဒီဘန်ရထိုင်းဆိုတာတော့ဒီယွမ်နန်ရွာလေးတစ်ရွာဖြစ်ပါတယ်ဟိုးရှေးရခင်နှစ်ပေါင်းများစွာပေါ့နော်တရုတ်မှာစစ်ဖြစ်ပြီးတော့ဒီယွမ်နန်လူမျိုးတွေဒီထိုင်းဘက်ကိုပြေးလာတဲ့အချိန်မှာဒီနေရာလေးမှာရွာလေးဖြစ်တယ်ပြီးတော့အခုနောက်ပိုင်းမှာတော့ထိုင်းဆိုရကနေပြီးတော့ဒီ tourist attraction တစ်ခုအနေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်ပြီးတော့ဒီနေရာလေးကမဲဟောင်ဆောင်လို့ခေါ်တဲ့အရန်နာမည်ကြီးတဲ့နေရာလေးနားမှာလည်းရှိတာဖြစ်ပါတယ်ဒီမျိုးလေးကိုလာမယ်ဆိုရင်ကျွန်တော်တို့တည8လောက်ဆိုရင်လုံလောက်ပါပြီ။သူကတော့များများဆဆသွားစရာနေရာတွေမရှိဘူး။ဒီကန်ကြီးနဲ့ဒီ tea plantation တွေပေါ့လက်ဖက်ခြံတွေပြီးရင်တရုတ်ရိုးရာရှီဟောင်းဒီယွမ်နန်ရိုးရာအစားအသောက်တွေရှိမယ်။ပြီးရင်ရှမ်းစားစာတွေလည်းအများကြီးရှိပါတယ်။ရှမ်းခောက်ဆွဲလို့တုပ်ဘူးနွေးလို့တုပ်ဘူးတုပ်တို့အဲ့လိုပုံစံမျိုးတွေလည်းအများကြီးရှိပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ဒီရွာလေးမှာတဲဖို့အတွက်အရန်နာမည်ကြီးရဲ့ Lee Wine ဆိုတဲ့ဒီ tea plantation hotel မှာ resort ပေါ့နော် resort မှာကျွန်တော် booking တညလုပ်ထားပါတယ်ခင်ဗျာဒီ Banrathai ရဲ့ downside တခုကတော့
hotel booking လုပ်ရတာရမ်းခက်ပါတယ်ဒီ Lee Wine မှာဆိုရင်ပို့ဆိုးပါတယ်ခင်ဗျာသူတို့ရဲ့ Facebook page ကနေပဲကျွန်တော်တို့လုပ်လို့ရပါတယ်သူတို့ကဘယ်လိုလုပ်လဲဆိုတော့ Facebook page မှာရေးထားပေးပါတယ်ခင်ဗျာကျွန်တော်လည်းလုပ်ရတာတော်တော်လေးတော့ကောင်းကြိုက်သွားတယ်ဒါပေမဲ့နောက်ဆုံးတော့အဆင်ပြေသွားတယ်ပေါ့နော်အကယ်၍ဒီ hotel မှာနေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ hotel booking ကိုကြိုတင်ပြီးလုပ်ထားဖို့လိုအပ်ပါမယ်တခြားနေရာတွေကအဲ့လိုမျိုးဒီ website တွေ trip.com တို့ booking.com ကနေလုပ်ရတာလည်းတော်တော်လေးကိုမလွယ်ပါဘူးခင်ဗျာသူတို့အဲ့လိုမျိုးလုပ်လို့မရဘူးပေါ့နော်ကျွန်တော်ကတော့တော်တော်လေးလုပ်ယူပြီးတဲ့အခါမှာတော့အဆင်ပြေသွားပါတယ်ဒီ Lee Wine က Facebook ရှိပါတယ်အဲ့ Facebook ကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြည့်လို့ရပါတယ်ခင်ဗျာခုဒီကျွန်တော်တဲတဲ့ Lee Wine Resort ကတော့ဒီ Banra Thai မှာဆိုနာမည်ကြီးဆုံးပေါ့နော်သူက tea plantation ပေါ့အဲ့မှာလက်ဖက်ခင်းတွေပေါ့အများကြီးစိုက်ထားတယ်အဲ့လက်ဖက်ခင်းတွေကြားထဲမှာဘန်ဂလိုလေးတွေကိုသူကစောက်ထားပေးတာဖြစ်ပါတယ်တစ်ခုစီပေါ့နော်နှစ်ခုတွဲတွေလည်းရှိတယ်အဲ့လိုသုံးခုလေးခုတွဲတွေလည်းရှိတယ်ဒါကိုတဲတဲ့ဘန်ဂလိုကနေပြီးတော့ကြည့်လိုက်တဲ့ဆိုရင်အောက်ကရေကန်ကြီးကိုလည်းမြင်ရမယ်ဟိုဘက်တောင်တွေရဲ့တစ်ဖက်ချမ်းမှာဆိုရင်တော့မြန်မာပြည်ပေါ့ဗျာအခုဒီမြင်နေရတဲ့ view ကတော့ကျွန်တော်အခန်းကနေမြင်ရတဲ့ view ဖြစ်ပါတယ်အခုဒီကတော့ကျွန်တော်နေတဲ့အခန်းဖြစ်ပါတယ်အခန်းလေးကအရန်ကိုတက်ရက်ပြီးတော့လာပပလေးပြင်ဆင်ထားတာဖြစ်ပါတယ်အခုဒါအခန်းလေးကနေမြင်ရတဲ့ view လေးဖြစ်ပါတယ်ခင်ဗျာအခန်းထဲမှာဆိုရင်တော့ဂရင်နှလုံးပါပါတယ်ပြီးရင် aircon ရှိပါတယ်ဒါပေမဲ့ရာသီဥတုကအေးနေတဲ့အတွက်ကြောင့် aircon တော့မလိုပါဘူးဒီဟာလေးကတော့သူတို့လက်ဖေးတောက်ဖို့အတွက်လှုပ်ထားပေးတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာအခုဒါအခန်းပြင်ကနေမြင်ရတဲ့ဒီလက်ဖက်ခင်းနဲ့နောက်တစ်ချက်ကတော့ဒီရေကန်ကြီးကိုမြင်ရတာဖြစ်ပါတယ်ပြီးညမှာမိသားစုအေးစစ်စစ်ရင်သွေးချမ်းလေးတောက်ပြီးတော့အနားယူဖို့အတွက်လည်းဒီလိုမျိုးခုံလေးတွေထားလာပေးပါတယ်တော်တိုက်တန်လေးတော်တိုက်ဆေးရည်လည်းအစင်တင်ထားလာပေးပါတယ်ခင်ဗျာဒါကျွန်တော်အခန်းဘေးနားမှာပေါ့နော်သူကအခန်းလေးအပိုတက်တစ်ခုရှိပါတယ်အဲ့အခန်းလေးကနေပြီးတော့ထွက်လိုက်တဲ့ဆိုရင်အပြင်မှာဘတ်တက်လေးရှိပါတယ်ဘတ်တက်လေးနဲ့ရေချိုးခြင်းနဲ့ဆိုရင်လည်းချိုးလို့ရတယ်ပေါ့နော်အခန်းကိုလေးလာပြီးတော့ကျွန်တော်တို့အောက်ဆင်းလာပါတယ်တောင်းကိုဆင်းလာတဲ့ဆိုရင်သူတို့ Lee Wine Resort ကနေပြီးတော့ပဲ restaurant တက်ရှိပါတယ်ခင်ဗျာဒီ restaurant ကဒီစားတောက်ဆိုင်ပေါ့နော်စားတောက်ဆိုင်ကတော့အဓိကရွမ်နန်တရုတ်စာတွေကိုရောင်းတာဖြစ်ပါတယ်ရွမ်နန်ဟင်းတွေပေါ့နော်ကျွန်တော်တို့အိမ်ဆိုင်မှာညာရောစာလေးကိုစားဖြစ်ပါတယ်သူကရင်သွေးချမ်းကိုလက်ကားတိုက်ပါတယ်ခင်ဗျာအခုကျွန်တော်မှာစားတာကတော့ဝက်ပေါင်ပေါ့နော်ဝက်ပေါင်ကိုယူနန်ပုံစံချက်ထားတာဖြစ်ပါတယ်အရန်ကိုစားကောင်းပါတယ်ခင်ဗျာသူကမအီအောင်လို့ချင်းကန်ဆက်လေးလည်းပေးထားပါတယ်ယူနန်မုံညင်းကျင်လေးလည်းပေးပါတယ်ပြီးရင်မန်ထိုလည်းပေးပါတယ်ခင်ဗျာပြီးရင်ဒီဟာလေးကတော့ငါးကိုယူနန်ပုံစံကြော်ထားတာပါဒီဟာလေးကတော့ထီးလီစားလက်ပေါ့နော်လက်ဖက်ရွက်နုနုလေးကိုတုပ်ထားတာပါဒီဟာလေးကတော့မိုကြောက်ပန်းကြောက်လို့ခေါ်တဲ့ဒီပန်းကြောက်ကိုအသားလုံးလေးနဲ့ချက်ထားတဲ့ဟင်းရည်လေးပါခင်ဗျာဒါလေးကတော့ကိုက်လန်နုနုလေးကိုကြော်ထားတာဖြစ်ပါတယ်ဟင်းတွေအားလုံးကအရန်ကိုစားကောင်းပါတယ်ခင်ဗျာပြီးရင်ဆိုင်ပြင်စင်လေးရလဲတကယ်ကိုတသက်ရက်ကလေးနဲ့တကယ်တရုတ်နိုင်ငံတစ်ခုကိုရောက်သွားတဲ့ပုံစံမျိုးလေးပြင်ဆင်ထားတာဖြစ်ပါတယ်ကျွန်တော်တို့စားပြီးသွားတဲ့ခါကျတော့ဒီဘာရထိုင်းရဲ့ရွာလေးရဲ့ဒီလမ်းတစ်လျှောက်ကိုညာဈေးတန်းလေးပေါ့နော်ညာဈေးတန်းလေးမှာလမ်းလျှောက်ဖြစ်ခဲ့ပါတယ်တော်လေးစီစီကားကားလေးပါပဲဒီတရုတ်မျိုးလေးတစ်မျိုးပုံစံမျိုးလေးလုပ်ထားတာဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ရွာရဲ့တခြားတစ်ဖက်ကနေလည်းလမ်းလျှောက်ပြီးတော့ဒီရွာလေးကိုလည်းကြည့်လို့ရပါတယ်ဒါကတော့ကျွန်တော်ရွာပတ်လေပေါ့နော်ဒီကန်ကြီးပေါ့ရေကန်ကြီးကိုပတ်ထားတာပေါ့ရွာကတော့အဲဒီရေကန်ကြီးကိုပတ်ပြီးတော့ကျွန်တော်တို့လမ်းလျှောက်ခဲ့ပါတယ်ခင်ဗျာညပိုင်းဆိုရင်လည်းတော်တော်လေးကိုတာတာရာလေးနဲ့အရန်ကိုစိတ်ကြည်နူးဝယ်ကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ခုချိန်လေးကတော့ဒါ Banra Thai ရဲ့ကျွန်တော်တို့မနက်နေထွက်ချိန်လေးပါခင်ဗျာဝေလီဝေလင်းလေးအချိန်လေးဆိုတော့မီးတွေကတော့လင်းနေတော့မှာပဲဟိုဒါကျွန်တော်တဲတဲ့ဟိုတယ်ကနေပြီးတော့ရိုက်ထားတာပေါ့နော်တဲတဲ့ဟိုတယ်ကနာမည်က Lee Wine Resort လို့ခေါ်ပါတယ်ဒီသူကတော့ကျွန်တော်တို့လက်ဖက်ခင်းတွေကြားထဲမှာပေါ့စောက်ထားတာဒါအခုဒီဟာလေးဆိုတာလက်ဖက်ခင်းလေးတွေဒါအိုးပေါ်ဆိုတာလက်ဖက်ခင်းတွေပါ
ခုဒါကျွန်တော်တဲတဲ့ဟိုတယ်ဝရနာကနေရိုက်ထားတယ်ဒါလက်ဖက်ခင်းလေးတွေကိုကြားထဲမှာသူကစောက်ထားတာပေါ့နော်ဟိုဘက်ကအချမ်းဆိုရင်ဒါမြန်မာပြည်ဖြစ်သွားပြီဒါမြန်မာပြည်နဲ့ကစီးလေးပဲခြားတာပေါ့ခုဆိုရင်ဒီနေရာလေးကမြန်မာပြည်နဲ့ခြံစည်းရိုးလေးပဲခြားလာတာပါဒါပေမဲ့ကွာခြားချက်ကတော့တကယ်ကိုအမခံပါမယ်ခင်ဗျာကျွန်တော်မြန်မာပြည်ကအများကြီးနောက်မှာကြံခဲ့တယ်ဆိုတာကိုတွေးပြီးတော့တော်တော်လေးလည်းစိတ်မကောင်းဖြစ်ရပါတယ်ဒါရှေ့လျှောက်ဘလို့ဆက်ဖြစ်လာမလဲဆိုတာလည်းကျွန်တော်တို့အားလုံးမှာလည်းတာဝန်ရှိပါတယ်ဘယ်လိုမှလက်ညှိုးမထိုးဘဲနဲ့ဒါအများဆုံးစူးစမ်းကြရမယ့်တာဝန်လည်းရှိပါတယ်ခင်ဗျာခုဘုတ်စီးဖို့အတွက်ကျွန်တော်တို့ဒီလီဝိုင်းပေါ့နော်လီဝိုင်းနေရာမှာလာပြီးတော့ဘုတ်စီးမှာဖြစ်ပါတယ်ဒါဟိုတယ်ကနေထွက်လိုက်တာနဲ့အဲ့မှာဘုတ်ဖီရသွားရှိတယ်ဒီမှာဘုတ်စီးမှာဖြစ်ပါတယ်ဒီကတော့လေစိတ်ပေါ့နော်လေစိတ်ကလည်းလေတွေကတော့မရှိတော့ဘူးသွားကုန်ပြီအလဲမှာကုန်ရောက်သွားပြီနေထွက်လာတဲ့ဒီကန်ရဲ့သားနဲ့အရန်ကိုမိုက်ပါလေတချို့ရက်တွေဆိုရင်ရေကန်ထဲမှာမြူကိုးလေးတွေနဲ့ဒီလေစီးတဲ့အားလေးနဲ့အရန်ကိုလှပြီးတော့တကယ်ရှူခင်းလေးကရင်းထဲမှာတမျိုးလေးပေါ့နော်ခံစားရတယ်ဒါပေမဲ့ဒီຢာတွေကတော့ပုံထဲမှာပေါ့နော်ကျွန်တော်သွားတဲ့နေမှာအဲ့မြူကိုးတွေတော့မရှိဘူးပေါ့ပြီးရင်လေပေါ်မှာဆိုလဲသူတို့ရင်းနှီးချမ်းလေးတောက်ပြီးအေးစစ်စစ်နားယူဖို့အတွက်လုပ်ထားပေးပါတယ်ဒီဟာမမ်းမိတ်ရေကန်မှာတကယ်တဘာဝရေကန်တော့မဟုတ်ပါဘူးဒါလူလောက်ထားတဲ့ရေကန်ပဲမှာသူတို့ကဒီ attraction တဘောမျိုးနဲ့ဒီကလေးလေးကိုဖန်တီးပေးတာဖြစ်ပါတယ်ဘလောက်ထိတာယာပြီးတော့ဘလောက်ထိကြည်နူးရကောင်းလဲဆိုတာကတော့ဒီဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပါပဲတခြားဒီ Facebook page တွေမှာဆိုလဲတွေ့မှာပါဒီ banner ထားရတော့အခုနောက်ပိုင်းဒီရိုးရရဲ့ဒါတကယ် attraction နေရာတစ်ခုလည်းဖြစ်တယ်ပေါ့နော်တွားတာတော့နည်းနည်းလေးခက်ခဲတယ်6နာရီလောက်ဒီချင်းမန်ကနေကားစီးသွားရတယ်ခုကျွန်တော်တို့လေစီးပြီးတော့ဒါရေလေကောင်ရောက်လာတာပေါ့နော်ခုကျွန်တော်နဲ့တူတူဒီရှူခင်းလေးကိုဆက်လက်ပြီးတော့ခန်းစားကြည့်ပါအောင်ခဏလောက်ခုဒါလေးကတော့မနက်မိုးလင်းကျွန်တော်တို့6နာရီခွဲအချိန်မှာရွာလန်းလေးကတော့စီးနေပါပြီဘုတ်လေးတွေစီးဖို့အတွက်ပါဒီဟာလေးကတော့ဒီဘုတ်စီးတဲ့နေရာပါပြီးတော့အဲ့မှာ coffee ဆိုင်လည်းရှိပါတယ် coffee လေးတောက်ပြီးတော့ပေါ်တက်ကနေချင်းဒီရေကန်ကြီးကိုကြည့်ရင်လည်း coffee တောက်လို့လည်းရပါတယ်အခုဒီမှာခေါ်ပုတ်ရောင်းနေရလည်းရှိပါတယ်တခြားဒီအသီးနှံအချောက်ချမ်းတွေရောင်းနေရတယ်လည်းရှိပါတယ်ခင်ဗျာရှမ်းခေါက်ဆွဲရောင်းတဲ့ဆိုင်လည်းရှိပါတယ်ရှမ်းခေါက်ဆွဲတို့တဝူးနွေးတို့တဝူးတုတ်တို့ရောင်းတာပါဒီဘန်ရထိုင်းရွာလေးကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ရွာလေးတွေရွာဖြစ်ပါတယ်ဒီနေရာကိုလာမယ်ဆိုရင်တော့တညအိတ်လောက်ဆိုရင်လုံလောက်ပါပြီသူ့မှာတော့လေစရာများများစားမရှိဘူးဒီတာယာလာပါတယ်ဒီပတ်ဝန်းကျင်လေးနဲ့ရေကန်လေးကိုကြည့်ရှုရင်နဲ့ဗန်းပြေနာယူလို့ရပါတယ်မအရောက်သေးဘူးဆိုရင်တော့တစ်ခေါက်လောက်လာရတဲ့တင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်